ဆိုင်ထဲကပစ္စည်းတွေကိုမိခင်ဖြစ်သူကစစ်စစ်နေချိန်မှာကြောက်ကပြန်ရောက်လာတဲ့တမင်ဖြစ်သူကနှုတ်ဆက်လိုက်ပါတယ်။ကြောက်ကပြန်လန်းမှလည်းတငယ်ရှင်းဖက်တီလေးကသူမကိုစားနောက်ပြီးအိမ်ပြန်သွားခဲ့ပါတယ်။မိခင်ဖြစ်သူကခေါက်ဆွေးပြောလုပ်ပေးနေပြီးစားလုပ်နေတဲ့သမီးလေးကိုမြေချဖို့ခွင့်ကျနေချိန်မှာဖခင်ဖြစ်သူကတော့အိမ်ခန်းထဲမှာတီဗီကျင်းနေပါတယ်။မိခင်ဖြစ်သူကလာစားဖို့ပြောတာကြောင့်ဖခင်ဖြစ်သူကတီဗီရှေ့ကနေထလာပြီးလာစားပါတယ်။အဲ့ဒီအချိန်မှာကြောက်ကပေးလိုက်တဲ့တင်ရှာပို့စာကိုအဖြေရှာဖို့ပြောဆိုနေကြတဲ့သားမင်းနှစ်ယောက်ကိုဂယုမဆိုင်ပဲတီဗီကနေလာနေတဲ့ baseball ပွဲကိုသာအာရုံရောက်နေပါတယ်။သူတို့သားအမိန်ကိုဂယုမဆိုင်ပဲခောက်ဆွေးစားလိုက်တီဗီလှမ်းကြည့်လိုက်လုံနေတဲ့ခင်ပွန်းဖြစ်သူကိုတတိထားမိလာတဲ့ဇနီးဖြစ်သူကဘောပွေးပဲသွားကြည့်လိုက်ပါသမင်းဖြစ်သူကိုသူပဲဂယုဆိုင်လိုက်မယ်ဆိုတာစိတ်ဆူပြီးရွပြောလိုက်ပါတယ်။ခင်ပွန်းဖြစ်သူကလည်းသမင်းဖြစ်သူကိုအမေစကားကိုတသွင်းမသိမ်းနားထောင်ဆိုပြီးရွပြောကတီဗီပဲပြန်ကြည့်နေပါတယ်။ဒီနောက်အိမ်ခန်းထဲမှာအိပ်ပျော်သွားတဲ့သမင်းဖြစ်သူကိုသူမကပဲရှိပြီးနေရာရွှေ့ပေးလိုက်ပါတယ်။နောက်တနေ့မနေ့မှာတော့ကြောက်မသွားခင်သူမကြိုက်တဲ့ကာတွန်းဆက်ကော်လေးပါတဲ့ဆက်ကကျင်းဆင်မဲ့စေးနေပါတယ်။ထိုအချိန်ဖက်တီကော်လေးရောက်လာတာကြောင့်မိခင်ဖြစ်သူကသမင်းကိုစောင့်နေတာလားလို့မေးလိုက်တော့မဟုတ်ပါဘူးတငယ်ရှင်းတွေကိုစောင့်နေတာလို့ဆိုကစိုက်တဲကထွက်လာတဲ့သူ့တငယ်ရှင်းတွေကိုလက်ညှိုးထိုးပြလိုက်ပြီးကြောက်ကိုထွက်သွားကြပါတယ်။အိမ်ထဲမှာတော့သမင်းဖြစ်သူကစမင်းစစ်မရပဲဖြစ်နေလို့ဖခင်ဖြစ်သူကိုပြောတဲ့အခါဖခင်ဖြစ်သူကစမင်းစစ်ပေးမယ်ဆိုပြီးအနားကိုခွာလိုက်ပါတယ်။ထိုအချိန်ဖုံးဝင်လာလို့ဖုံးတစ်ဖက်ကပြောနေရင်စမင်းစစ်ပေးဖို့ကြာနေတာကြောင့်သမင်းဖြစ်သူကစိတ်မရှိတော့ပဲကလေးပဲညှက်လိုက်တော့မယ်လို့ပြောလိုက်တဲ့အခါဖခင်ဖြစ်သူကလည်းစမင်းတိုးပဲထားတဲ့တယ်လို့ပြောကအပြင်ထွက်လာခဲ့ပါတယ်။ဒီကားမှာတော့ဇနီးဖြစ်သူကပစ္စည်းပါတစ်ခုကိုတင်နေတာကိုမြင်လိုက်တဲ့အခါကူသေးပေးလိုက်ပြီးသမင်းဖြစ်သူကြောက်မသွားသေးဘူးလားဆိုပြီးမေးလိုက်ပါတယ်။ခင်ပွန်းဖြစ်သူကမတော်သေးဘူးဆိုတာကြောင့်သူမကလည်းသမင်းဖြစ်သူကြောက်နောက်ကြတော့မှပဲလို့အော်ပြောရင်အပေါ်ကိုတက်သွားလိုက်ပါတယ်။အဲ့ဒီနောက်သူလည်းဆိုင်ထဲမှာပစ္စည်းတစ်ခုခုကိုရှာနေတဲ့အချိန်လူတစ်ယောက်ကရေခဲတက်တာကိုဖွင့်နေပါတယ်။သူလည်းလူတစ်ယောက်ကိုမြင်လိုက်တာကြောင့်ဆိုင်ပြင်ကိုထွက်ပြီးကြည့်လိုက်တော့အရက်ပလန်တစ်လုံးကျသွားတာကိုတွေ့လိုက်ရပါတယ်။လမ်းပေါ်မှာတော့မိုးတွေရွာနေပြီးကလင်းမလေးကတယောက်တည်းထီဝါလေးကိုစောက်ကကြောက်ကိုသွားနေပါတယ်။နောက်ကနေမိခင်ဖြစ်သူကလိုက်လာပြီးသမင်းကိုနောက်နေ့ကျမှအမေတေချာဆင်မဲစစ်ပဲမယ်လို့ပြောတော့သမင်းဖြစ်သူကလည်းရပါတယ်အမေကအဲ့လိုအမြဲတမ်းနေတဲ့ပြောနေတာပဲဆိုပြီးပြန်ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်မိခင်ဖြစ်သူကကြောက်ကိုလိုက်ဖို့ပေးရမလားလို့သမင်းဖြစ်သူကိုမေးလိုက်တော့ကလင်းမလေးကလည်းကြောက်ကထွက်ပြီးရင်တော့3မိနစ်ပဲကြာတာမို့လို့ရပါတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။အဲ့ဒီနောက်ကလင်းမလေးကလည်းတယောက်တည်းမိုးတွေရွာနေတဲ့ကြားထိကထီဝါလေးကိုဆောက်ပြီးကြောက်ကိုရှောက်လာခဲ့ပါတယ်။လမ်းတနေရာမှာတော့ဦးလေးကြီးတယောက်ကမိုးရွာတဲ့အထက်မှာကလေးတွေကြောက်သွားနေတာကိုကြည့်နေပါတယ်။ဒီလိုနဲ့အဲ့ဒီကလေးမလေးလေးလမ်းလျှောက်လာရင်လမ်းတနေရာကိုရောက်တော့ဦးလေးကြီးတယောက်ကသူ့ရှိကနေပိတ်ရက်လိုက်ပါတယ်။ပြီးတော့ဦးလေးကြီးကကလေးမလေးကိုတခြားကြည့်ပြီးထီလေးကလှလိုက်တာကြောက်တော့မလို့လားသမီးလို့မေးလိုက်တော့ကလေးမလေးကလည်းကောင်းကြီးပြလိုက်ပါတယ်။ဆက်ပြီးတော့ထိုးဦးလေးကြီးကကလေးမလေးကိုမိုးတွေရွာနေလို့ထီအတူတူဆောက်မယ်လို့ပြောတော့ကလေးမလေးကသူ့ကြောက်နောက်ကျနေပြီဆိုတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။အဲ့ဒီနောက်တော့ဦးလေးကြီးကရှေ့ကိုရှေ့တလန်းတိုးလာလိုက်ပါတယ်။တစ်ဖက်မှာတော့ကလေးမလေးရဲ့ဖခင်ဖြစ်သူကအလုတ်ထဲမှာအလုတ်ရှုံးနေတာမိခင်ဖြစ်သူကလည်းအိမ်မှာထမင်းစားရင်အခွင့်ဆော်ရမယ့်စာရွက်တွေကိုကြည့်ပြီးကောက်ကိုက်နေပါတယ်။တစ်ဖက်မှာတော့ဆောက်လက်စားအဆောက်အုံတစ်ခုရဲ့အပေါဝါမှာကလေးမလေးရဲ့ထီလေးကဆုပ်ဖြစ်လို့နေပါတယ်။ထိုအဆောက်အုံထဲမှာတော့လွေအကလေးတွေကပြန့်ကျင်ရင်ကောက်ဆိုင်ကြနေတဲ့ကလေးမလေးဟာသွေးတွေပင်နေတဲ့သူ့ရဲ့လက်ကလေးနဲ့ဖုံးကိုကိုင်နေဖို့ကြိုးစားနေပါတယ်။အိမ်ထဲမှာတော့ဖုံးဝင်လာတာကြောင့်မိခင်ဖြစ်သူကဖုံးကိုင်လိုက်တဲ့အချိန်တစ်ဖက်ကတငယ်ချင်းဖြစ်သူကသူ့သမီးကြောက်တန်းနေတဲ့ကြောက်ရဲ့ပြင်မှာရေးတွေမြကြီးရောက်နေပြီးကလေးမလေးတယောက်မတော်တဆမှုတစ်ခုဖြစ်သွားနေလို့ပြောပြနေပါတယ်။ချင်းယုံကဝန်ထမ်းတွေကတော့ကလေးမလေးကိုအရေးပေါ်ကားပေါ်ကိုတင်နေခဲ့ကြပြီးတငယ်ချင်းဖြစ်သူကလည်းကလေးမလေးကဒဏ်ရာတော်တော်များတယ်တေလူမတက်ပြီလို့ပြောပြနေပါတယ်။တစ်ဖက်မှာလည်းအလုံးထဲမှာအလုံးရှုံးနေတဲ့ဖခင်ဖြစ်သူစီကိုပိုးတလုံးဝင်လာခဲ့ပါတယ်။ဖုံးဆက်လာတဲ့သူကအင်ဟောရဲ့အဖေလားဆိုပြီးမေးလိုက်တော့သူကလည်းဟောက်ပါတယ်လို့ပြန်ပြောနေပါတယ်။ဆက်ပြီးတော့ဖုံးထဲကသူကသူဟာစုံစက်စစ်ဆေးရဲ့အရာရှိတယောက်ဖြစ်ကြောင်းအင်ဟောက်ကဒဏ်ရာတွေများကြီးရပြီးဆေးရုံပေါ်ရောက်နေတယ်လို့ပြောပြလိုက်ပါတယ်။ဖခင်ဖြစ်သူကလည်းသူ့သမီးကကြောက်မှရှိရမှာမဟုတ်ဘူးလားလို့မေးတော့မျက်မျက်သားလာခဲ့ဖို့ပြန်ပြောပါတယ်။ဆေးရုံမှာတော့စုံစက်စစ်ဆေးရဲ့အရာရှိရောက်လာပြီးသူနာပြုဝန်ထမ်းတွေကိုစတွေ့တုန်းကအရှင်တွေကိုမေးတဲ့အခါသူနာပြုဝန်ထမ်းမလေးကလည်းသူတို့စတွေ့တုန်းကခလင်းမလေးကအသက်လူရတဲ့အရှင်တွေပဲရှိတော့တာခလင်းမလေးကိုယ်တိုင်ကဖုံးဆက်ပြီးဝင်းဝင်းနိုင်ကိုဖုံးခွာခဲ့တာလို့ပြောပြလိုက်ပါတယ်။ထိုအချိန်မှာပဲမိခင်ဖြစ်သူကတက္ကစီတစ်စီးနဲ့ဆေးရုံကိုရောက်လာခဲ့ပါတယ်။သူနာပြုမလေးကသူမကိုမြင်ပြီးအင်ဟောရဲ့အမေလားဆိုပြီးတားနေပေမဲ့သူမကတော့စိုးရင်စိတ်နဲ့ဘာမှပြန်မပြောနိုင်ပဲဆေးရုံထစ်ကိုအတင်းဝင်သွားခဲ့ပါတယ်။ဆေးရုံထစ်မှာတော့ခင်ဝက်ဖြစ်သူကိုဆရာဝန်ကကလေးရဲ့အရှင်တွေကိုပြောပြနေခဲ့ပြီးသူတို့စစ်စစ်ကြည့်ရတဲ့လောက်ကတော့ကလေးရဲ့ဆိုဝါကနေဥမကြီးတီစုပ်ပြစ်တဲ့ကနေတွေ့နေရတယ်လို့ပြောပြနေကခွေးစက်မှုအမြင့်ဆုံးလုပ်ရမည်လို့ရှင်းပြနေပါတယ်။အဲ့ဒီနောက်မိခင်ဖြစ်သူကဆေးရုံပေါ်ကသမီးလေးကိုတွားကြည့်လိုက်တဲ့အခါမှာတော့မျက်နှာမှာဒဏ်ရာတွေဘလပွားနဲ့ခြေထောက်တွေမှာပါဒဏ်ရာတွေရနေပြီးတေလူမြောက်ဖြစ်နေတဲ့သမီးလေးကိုတွေ့လိုက်ရပြီးတဲ့နောက်မှာတော့သူမဟာလေကျသွား
သွားခဲ့ပါတယ်ဆရာဝန်တွေကတော့ကလေးကိုအရေးပေါ်ခွေးဆက်ခန်းတွေကိုထိလိုက်တဲ့အချိန်ဖခင်ဖြစ်သူကတော့ရေးရရှိနဲ့တွေ့ပြီးအရှင်တွေကိုမင်းနေပါတယ်ရေးရရှိကလည်းကျူးလွန်တဲ့သူကိုအမြဲဆုံးဖမ်းနိုင်ဖို့သူတို့စူးစမ်းနေပါတယ်စိတ်ပူပါနဲ့ဆိုပြီးနှစ်သိမ့်ပေးနေပါတယ်ခွေးဆက်ခန်းရှိမှထိုင်ပြီးငိုနေတဲ့မိခင်ဖြစ်သူစီကိုခင်ဖွင့်ဖြစ်သူကရောက်လာတော့မိုးတွေရွာနေတာကိုကလေးတယောက်တည်းလွှဲလိုက်မိတာသူမမှားသွားပြီဆိုတဲ့အကြောင်းပြောပြီးငိုနေပါတယ်အဲ့ဒီအချိန်ခွေးဆက်ခန်းထဲကဆရာဝန်တယောက်ထွက်လာပြီးခွေးဆက်ခန်းထဲကိုတယောက်လိုက်ခဲ့ရမယ်လို့ပြောတော့ခင်ဖွင့်ဖြစ်သူကဇနီးဖြစ်သူကိုတားလိုက်ပြီးသူလိုက်သွားမယ်ဆိုပြီးအထက်ကိုဝင်သွားခဲ့ပါတယ်အထဲကိုရောက်တော့ဆရာဝန်ကြီးကခင်ဝဲဖြစ်သူကိုခလေးရဲဆိုနဲ့ဦးမကြီးကလုံးဝပြစ်စီးတော့ပြီဖြစ်တာကြောင့်ခွေးထုတ်ပြရမယ်လို့ပြောနေပါတယ်။အဲ့ဒါကြောင့်ခလေးမလေးရဲ့မစင်အိတ်ကိုအပြင်မှာထုတ်ထားရမယ်လို့ပြောပြီးအဲ့လိုမှမလုပ်ဘူးဆိုရင်လေခလေးလေးကသေသွားနိုင်တယ်လို့ဖခင်ဖြစ်သူကိုရှင်းပြလိုက်ပါတယ်။ဆရာဝန်ပြောလို့ပြီးမှတော့ဖခင်ဖြစ်သူလေးဒုက္ခိတဘွားနဲ့သမီးလေးဟာတသက်လုံးခုလိုနေတော့ရမယ်ဆိုတာကိုကြားလိုက်ရတဲ့နောက်မှာတော့သူ့သမီးလေးဖြစ်ကိုတွေ့ပြီးအရင်ကဝမ်းနေတော့ခဲ့ရပါတယ်။အဲ့ဒီနောက်ဘလို့ပဲဖြစ်သမီးဖြစ်သူကိုကေပေးပါလို့သူကတောက်ဆိုလိုက်ပါတယ်။ပြောရရင်တော့ဆရာဝန်ရဲ့အဆိုအရခလေးမလေးရဲ့မစင်အိတ်ကိုအပြင်မှာထုတ်ထားရမှာဖြစ်ပြီးအဲ့ဒီအတိုင်းပဲခလင်းမလေးကတသက်လုံးနေသွားရမှာဖြစ်ပါတယ်။ပြီးတဲ့နောက်ခွေးဆိုင်ကန်းတွေကထွက်လာတဲ့သူ့ကိုဇနီးဖြစ်သူကသမီးလေးအသက်ရှင်ရေးလာလို့မေးလိုက်တော့မိမဖြစ်သူကိုဖက်ထားလိုက်ပြီးသမီးလေးအရှင်တွေကိုရှင်းပြလိုက်ပါတယ်။သမီးဖြစ်သူကခွေးဆိုင်မှုတဲ့အပြီးမှာတော့တတိယလာပြီးဖခင်ဖြစ်သူကသမီးလေးကိုတွားပြီးတော့နှစ်သိမ့်ပေးနေပါတယ်။ခလင်းမလေးကတော့ဖခင်ဖြစ်သူကိုကြည့်ပြီးအဲ့ဒီနေ့ကအဖေနဲ့အမေအလုံးရှုံးနေမှကြောက်လို့ရေစခန်းကိုသူ့ပဲဖုံးခွာခဲ့တာလို့ပြောပြနေတော့ဖခင်ဖြစ်သူကခလင်းမလေးပြောတာကိုနားထောင်ပြီးအယံကိုနာကျင်နေရပါတယ်။ပြီးတော့လေခလင်းမလေးကအဲ့ဒီလူဆိုးကြီးကိုမင်းရောဖက်ပြပါလို့ပြောနေခဲ့ပြီးအဲ့ဒါကြောင့်ဖခင်လို့သူကလေသမီးဖြစ်သူကိုအဲ့ဒီလူဆိုးကြီးကိုရအောင်ဖက်ပေးမယ်လို့ကတိပေးလိုက်ပါတယ်ဒီလိုနဲ့နောက်ရက်မှာတော့ဆေးရုံရှိမှထိုင်နေတဲ့သူတို့နှစ်ယောက်စီကိုသူနာပြုဆရာမလေးရောက်လာပြီးအခင်းဖြစ်ခဲ့တဲ့နေရာမှာလက်ပေကိုရှာဖွေတွေ့ရှိထားတာကြောင့်မကြခင်ဖက်မိနိုင်တော့မယ်လို့လာပြောပါတယ်သူနာပြုဆရာမလေးစီကနေထိုတနေ့ကိုကြားပြီးတဲ့နောက်ဖခင်လို့သူကရေးစကန်ကိုရောက်လာခဲ့ပါတယ်ရေးစကန်လေးကိုရောက်တော့ရေးအရာရှိကိုဖခင်လို့သူကလက်ပေရှာဖွေတွေ့ရှိတာကိုဘာလို့မဖက်နိုင်သေးတာလေလို့မေးတာခမရမဖက်နိုင်ရင်ကျုပ်ကိုအဲ့ဒီလူရဲ့နေရာကိုပြောလို့မေးနေပါတယ်ဒါပေမဲ့လေရေးရာရှိကအဲ့လိုပြောပြဖိုက်ခွင့်မရှိပါဘူးဆိုပြီးပြောပြကဆက်ပြီးတော့ရေးရာရှိကလည်းလက်ပွေတစ်ခုတည်းနဲ့သွားဖမ်းလို့မရပါဘူးလို့ပြောနေပါတယ်အဲ့ဒီနောက်ဖခင်လို့သူကစပွဲပေါ်မှာရှာထားတဲ့စာရွက်ထဲကလူတွေကိုပြပြီးဒီတိကဘေသူလေးလို့မေးလိုက်ပါတယ်အဲ့လိုမေးလာတော့ရေးရာရှိကလည်းအဲ့ဒီလူတွေတဲကတယောက်ဆိုရင်တော့ဝယ်ရမရှိပဲအဲ့ဒီလူကိုသွားဖမ်းလို့မရဘူးလို့ပြန်ပြောနေပါတယ်အဲ့ဒါကြောင့်ဖခင်လို့သူကလည်းဘယ်လိုလုံးမဖမ်းလို့ရမှလဲလို့မေးလိုက်တဲ့အခါရေးအရာရှိကခလေးမလေးကသူ့ကိုကျူးလွန်တဲ့သူကိုရွေးချယ်ပြီးတက်တက်ခံမယ်ဆိုရင်တော့ဖမ်းလို့ရတယ်လို့ရှင်းပြလိုက်ပါတယ်အဲ့ဒါကြောင့်ခင်ပွဲလို့သူကဆေးရုံကိုပြန်လာပြီးဇနီးဖြစ်သူကိုထိုးကြောပြောပြပြီးတဲ့နောက်တော့လိမ်ပိုက်ဆိုင်ရာကျူးလွန်ခံခဲ့ရတဲ့ခလေးတွေကိုစစ်စစ်ကြိုက်တွေနေရာမှာတော်တဲ့ဆရာမတယောက်ရဲ့အကူအညီနဲ့ခလေးမလေးကိုအဲ့ဒီနေ့ကကျူးလွန်ခဲ့တဲ့သူကိုဖွာထုတ်ဖို့မေးမြန်းနေပါတယ်ဒါပေမဲ့လေခလေးကဘာမှမပြောဘဲဖြစ်နေတာကြောင့်ထိုဆရာမကခလေးကြိုက်တဲ့ခလေးစက်ကားထဲကကာတွန်းအယုတ်ကလေးကိုပြပြီးခလေးကိုမြူဆွေးနေပါတယ်အဲ့ဒီတော့မှခလေးကမျက်လုံးပွင့်လာပြီးသူ့ကိုစကားဆက်ပြောပါတယ်ပြီးတဲ့နောက်ဆရာမကတက်တက်ယူထားတဲ့ကင်မရာကိုကြည့်လိုက်ပြီးအင်ဟောက်ဟာတတိကောက်ကောက်ရှိနေတယ်ဆိုတဲ့အကြောင်းကိုတက်တက်ပြလိုက်ပါတယ်အဲ့လိုတက်တက်ပြပြီးတဲ့နောက်မှာတော့ရေးရရှိကလက်ပွင့်နဲ့တစ်ဆက်ထားတဲ့တရားခံပုံတွေကိုခလေးမလေးကိုပြနေခဲ့ပြီးခလေးမလေးကလည်းထိုလူတွေကိုကြည့်ပြီးရွေးချယ်ပေးနေပါတယ်ခဏနေတော့သူ့ကိုကျူးလွန်ခဲ့တဲ့သူကိုရွေးချယ်ပေးလိုက်ကဆရာမကလည်းပိုးပြီးတေချာတော့အဲ့ဒီလူကိုဘာလို့ရွေးချယ်တာလို့မေးတဲ့အခါခလေးမလေးကအဲ့ဒီလူရဲ့မျက်နှာပါးစပ်နဲ့နှာခေါင်းတွေကိုတေချာမှတ်မိနေတယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ဆရာမကြီးကလည်းခလေးကိုဘာမှဆန်းပြောတော့ပဲလက်ခံလိုက်ပါတယ်ထို့သောတက်တဲ့ဗီဒီယိုယူပြီးတဲ့နောက်မှာတော့ဆင်းုံထဲကနေပြန်ထွက်လာတဲ့ဆရာမကြီးကခင်ပွဲလုပ်သူကိုခလေးကရုပ်ပိုက်ဆရာစိတ်ပိုက်ဆရာထိခိုက်နိုင်တယ်အဲ့ဒါကြောင့်လိုအပ်လို့ရှိရင်သူ့ကိုဆွဲတင်ပါဆိုပြီးသူ့ရဲ့လိပ်စာကိုပေးနေပါတယ်ဒီလိုနဲ့နောက်နေ့မှာတော့ရေးအရာရှိကသူ့လူတွေနဲ့အတူတရားခံကိုဖမ်းဆီးလိုက်ပါတယ်အဲ့ဒီနောက်ရေးစခန်းထဲမှာတရားခံကိုရေးအရာရှိတို့စစ်မဲနေတဲ့ရှင်ဖခင်လုပ်သူကရောက်လာခဲ့ပါတယ်ရဲစခန်းရဲ့ရှေ့မှာတော့မီဒီယာတွေကလည်းရောက်နေခဲ့တာကြောင့်ထိုရဲစခန်းကတာဝန်ရှိတဲ့သူတယောက်ကသူ့ကိုအထက်ကိုဝင်လို့မရဘူးဆိုတာတွန်းထုံနေပါတယ်။အဲ့ဒီအချိန်မှာတော့မီဒီယာတွေကတတိထားမိသွားပြီးသူ့ကိုခလင်းမလေးရဲ့ဖေလာဆိုပြီးတော့တက်ပုံတွေရိုက်နေကြလို့သူ့ကိုရေးမေမလေးကအတွင်းဆုခွာသွားခဲ့ရပါတယ်။ဒီလိုနဲ့အဲ့ဒီသတင်းကလည်း TV ပေါ်ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်ထိုသတင်းကိုကြည့်နေရတဲ့ဖခင်ဖြစ်သူရဲ့တငယ်ချင်းတယောက်ကတော့သူ့စီကိုပုံဆယ်ပြီးသူ့သမီးလေးရဲ့သတင်းက TV မှာလာနေတဲ့အကြောင်းပြောပြနေပါတယ်။ဆက်ပြီးတော့တငယ်ချင်းဖြစ်သူကမင်းသမီးလေးရဲ့မျက်နှာကြီး TV ပေါ်မှာပေါ်လာလို့ရှိရင်ပို့ပြီးတော့အဆက်ကွေးသွားလိမ့်မယ်။တနိုင်ငံလုံးသိသွားမယ်လို့တတိပေးလိုက်တဲ့အခါမှာသူလည်းတတိပြန်ဝင်လာပြီးဆေးရုံကိုအမြန်ပြေးလာခဲ့ပါတယ်။ပြည်တဲ့နောက်သူလည်းဆေးရုံကိုရောက်လာပြီးသမီးဖြစ်သူကိုသတင်းသမားတွေလက်ကလွဲအောင်တခြားတနေရာကိုရွှေ့ဖို့လုပ်နေပါတယ်။ထို့သောရွှေ့လာချိန်မှာသူထင်ထားတဲ့အတိုင်းပဲသတင်းသမားတွေရောက်လာပြီးတက်ပုံအတင်းလိုက်ရိုက်ဖို့စ조사တဲ့အခါသမီးဖြစ်သူကိုရှီပြီးတော့ထွက်ပြေးလိုက်ပါတယ်။သတင်းသမားတွေလက်ကလွတ်တဲ့နေရာကိုရောက်တော့ခလေးမလေးကဖခင်လို့သူကိုကြည့်ပြီးသမီးဘာအပြစ်လုံးမလို့ခုလိုဖြစ်နေတာလေးဆိုပြီးငိုပြောပါတယ်။အဲ့ဒီအချိန်မှာဖခင်ကကြည့်လိုက်တော့ခလေးမလေးရဲ့မစင်အိတ်ကပေါက်ပြီးတော့အပြင်ကိုထွက်ချနေပါတယ်။အဲ့ဒါကြောင့်မိခင်လို့သူကအပြင်ကိုပြစ်ထက်သွားပြီးဆရာဝန်ကိုခေါ်နေစီမှာပဲမုံလေး
ကျသွားပါတယ်ထို့သောမုံလေးကျသွားတဲ့သူမကိုစစ်စစ်ကြည့်လိုက်တဲ့အခါမှာကိုဝန်လွေထားရတယ်ဆိုတာကိုသိလိုက်ရပါတယ်အဲ့ဒီနောက်တရားရုံးပေါ်မှာကလေးမလေးရဲ့အမှုကိုကြားနာနေပါတယ်တရားခံကိုတရားသူကြီးကဇူလိုင်လ19ရက်နေ့မနက်7 နာရီကျော်လောက်မှာကလေးမလေးကိုအဓမ္မပြုကျင့်ခဲ့တယ်ဆိုတာမှန်သလားလို့မေးတဲ့အခါတရားခံကသူအရက်တောက်ထားလို့ဘာမှမမှတ်မိဘူးဆိုပြီးပြန်ပြောနေပါတယ်ထို့သောပြန်ပြောတဲ့အခါရှေ့နေကြီးကအဲ့ဒီနေ့ကခမရရဲ့အဝဲစားပေါ်မှာကလေးမလေးရဲ့သွေးတွေကိုတွေ့ခဲ့တယ်လို့ပြောလိုက်ပြီးတရားသူကြီးကိုလည်းကလေးမလေးထွက်ဆိုထားတဲ့တက်တေခံဗီဒီယိုဖိုင်ကိုရုံးတော်ကိုတင်လိုက်ပါတယ်တရားခံကတော့ကလေးမလေးရဲ့သွေးတွေပင်နေတဲ့အဝတ်စားတွေကသူအရင်နှစ်ကလေးကပြောင်းနေတာဖြစ်ကြောင်းပြန်လည်ပြောပြပါတယ်ဒီလိုနဲ့ပဲပထမဆုံးရုပ်ရှင်တွေကပြီးဆုံးသွားခဲ့ပါတယ်ဆေးရုံမှာတော့ဆရာမကြီးရဲ့အကူအညီနဲ့စိတ်ပိတ်ဆိုင်ရာရုပ်ပိတ်ဆိုင်ရာထိခိုက်သွားတဲ့ကလေးမလေးကိုပြန်လည်ကောင်းမွန်လာဖို့အတွက်သူမကြိုက်တဲ့ဇက်လန်ထီကကာတွန်းစရုပ်ကလေးတွေကိုလူတွေကဝင်ပြီးတော့ကပ်ပြတ်ဖျော်ဖြေနေပါတယ်အဲ့ဒါကအလုပ်ဖြစ်ခဲ့ပြီးတော့ကလေးမလေးကပြန်လည်ပျော်ရွှင်လာခဲ့ပြီးသူ့ရဲ့အရင်ဘဝလေးကိုပြန်လည်ရောက်ရှိလာသူဖြစ်လာခဲ့ပါတယ်သူရဲ့အခုလိုဖြစ်ဆိုးကြီးကိုမေ့ဖြောက်ဖို့အတွက်ဒါဟာတိတ်ကိုအသုံးဝင်တဲ့ပညာရဲ့တစ်ခုဖြစ်ခဲ့ပါတယ်။အနေရောက်ဇက်ရောက်ဖြစ်တဲ့ကာတွန်းထဲမှာတော့မိခင်ဖြစ်သူကကိုယ်တိုင်ကပ်ပြနေတာဖြစ်ပါတယ်။လိမ္မာရောအယုတ်ကလေးထဲမှာတော့မိခင်ဖြစ်သူရဲ့တငယ်ချင်းကကပ်ပြနေတာဖြစ်ပြီးအဝါရောအယုတ်ကလေးထဲမှာတော့ရေးမြမလေးကိုယ်တိုင်ဝင်ကပ်ပေးနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီကာတွန်းအယုတ်ကြီးတွေကတရက်ကိုဒေါ်လာ80လောက်ပေးပြီးငှားရမ်းအသုံးပြုနေရတာဖြစ်ပါတယ်။အဲ့ဒါကြောင့်သူလေးမငှားနိုင်ဘူးဆိုတာကြောင့်အဝဲရုပ်ဆောင်ငှားပေးတဲ့ဝန်ထမ်းလေးတွေကသူတို့မသုံးတော့တဲ့ကာတွန်းအယုတ်လေးတစ်ခုကိုသူ့ကိုပေးထားခဲ့ပါတယ်။တစ်ဖက်မှာလည်းဆရာမကြီးကခလင်းမလေးနဲ့နေတိုင်းတွေ့ဆုံပြီးခလင်းမလေးရဲ့ဆက်အရှင်တွေကိုနေတိုင်းသုံးသပ်ပေးနေပါတယ်။သမီးကြောက်ဖွင့်ဖို့ဘယ်နည်းလိုသေးလေးလို့မေးလိုက်တော့ခလင်းမလေးက3ရက်လိုသေးတယ်လို့ပြန်ထောက်ပြလိုက်ပါတယ်။ဆရာမကြီးကသမီးကြောက်သွားမှလားလို့မေးတော့ခလင်းမလေးကလည်းသူကြောက်တယ်လို့ရရဲ့လားလို့ပြန်မေးလိုက်ပါတယ်။ဆရာမကြီးကလည်းရတာပေါ့သမီးလို့ပြန်ဖြေလိုက်တဲ့အခါခလေးမလေးကဆရာမကြီးကသူ့ကိုလိန်တယ်ဆိုပြီးစာရေးပြလိုက်ပါတယ်ဆရာမကြီးကလည်းခလေးမလေးကိုဘာလို့လိန်တယ်လို့ထင်ရတာလဲသမီးကဘာလို့ကြောက်တော့လို့မရဘူးလို့ထင်တာလဲလို့ပြန်မေးလိုက်တော့ခလေးမလေးကရှက်တယ်လို့ပြောကပြန်ဖြေလိုက်ပါတယ်အဲ့လိုပြောလာတော့ဆရာမကြီးကခလေးမလေးကိုတေချာစိုက်ကြည့်ပြီးသမီးကဘာကိုရှက်တာလဲလို့မေးလိုက်တဲ့အခါခလေးမလေးကသူ့အခုလိုဖြစ်သွားတာကိုကြောက်ကတငယ်ချင်းတွေလည်းသိမှပဲလို့ပြန်ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ခလေးမလေးရဲ့ကြောက်ကတငယ်ချင်းတွေကသူ့မကိုတတိယတဲ့ကြောက်ဆိုင်ရှိမှစာတွေလာကဲနေကြပါတယ်အဲ့လိုနဲ့တရက်မှာတော့ခလေးမလေးလေးဆေးရုံကနေဆင်းပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။ကားပေါ်ကနေထိုလူကြီးသူမကိုခွာသွားခဲ့တဲ့နေရာကိုမြင်လိုက်ရတော့ခလေးမလေးအသက်ရှူကျဲလာခဲ့ပါတယ်။အဲဒါကြောင့်မိဖတွေကတော့ခလေးမလေးကိုဆက်အေးအေးထားဆိုပြီးတော့ကားကိုအမြင်မောက်လာခဲ့ပါတယ်။အိမ်ရှိကိုရောက်တော့ခလေးမလေးရဲ့တငယ်ချင်းတွေလာခဲ့ထားတဲ့စာတွေအများကြီးကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့နောက်ရက်မှာတော့ဖက်တီလေးကသူတို့အိမ်ကိုရောက်လာခဲ့ပါတယ်။အိမ်ရှိမှာထိုင်နေတဲ့ဖခင်ဖြစ်သူကိုဖက်တီလေးကအင်ဟောပြန်လာပြီလားလို့မေးလိုက်တော့ရောက်နေပြီဖြစ်ကြောင်းပြန်ပြောတဲ့အခါဖက်တီလေးကအဲ့ဒီနေ့ကသူအင်ဟောကိုမစုပ်ပြီးကြောက်တော့ခဲ့မိတာနှုတ်ထားရမိတဲ့ဆိုတာငိုပြီးတော့ပြောနေပါတယ်။ပြီးတော့အဲ့ဒီနေ့ကသူနဲ့သာအတူတူတော့ခင်ရင်အဲ့လိုဖြစ်မှာမဟုတ်ဘူးလို့ဆိုကဝမ်းနေတဲ့ဖက်တီလေးကိုသူကဖယ်လိုက်ပါတယ်။ကြောက်ဖွယ်တဲ့နေ့မနေ့မှာတော့မိခင်ဖြစ်တဲ့သူကခလေးမလေးကိုသူမရဲ့မဆန်အိတ်ဆက်တဲ့အိတ်ကိုကြောက်ကတငယ်ချင်းတွေမမြင်နိုင်အောင်ပြင်ဆင်ပေးနေပါတယ်။ပြီးတဲ့နောက်ကြောက်ကိုသွားနေတဲ့ခလင်းမလေးရဲ့နောက်ကိုသူမကြိုက်တဲ့အယုတ်ကြီးကလိုက်လာနေပါတယ်။ခလင်းမလေးနဲ့ဖက်တီတို့တငယ်ချင်းတစုလေးထိုအယုတ်ကြီးကိုကြည့်ပြီးသဘောကျနေကြပါတယ်။သမင်းဖြစ်သူကြောက်တော့ရှင်အောင်အယုတ်ကြီးကိုဝင်ပြီးတော့ကပ်ပေးနေတဲ့သူကဖခင်ဖြစ်သူဖြစ်ပါတယ်။ကြောက်တတ်နေတဲ့ခလင်းမလေးကလည်းအယုတ်ကြီးကိုကြည့်ပြီးသူမရဲ့အဖြစ်ဆိုးကြီးကိုမေ့ပြောင်းလို့နေပါတယ်။အဲဒါကြောင့်တရက်မှာတော့အယုတ်ကြီးထက်ကဖခင်ဖြစ်သူဆိုတာကိုသူမလေးသိတော့ခဲ့တာကြောင့်အယုတ်ကြီးကိုဖွင့်လာပြီးဖခင်ဖြစ်သူမျက်နှာကကြားနေတဲ့မျက်ရည်တွေကိုတုပ်ပြီးကသာဖာနှစ်ယောက်ငိုနေခဲ့ကြပါဒီလိုနဲ့ဖခင်လို့သူကအလုံးထဲမှာပျော်ပျော်ရွှင်ရွှင်ပဲအလုံးလုံးနေတဲ့အချိန်ရေးအရာရှိရောက်လာခဲ့ပါတယ်။ရေးအရာရှိကသူ့ကိုအမှုအကြောင်းချင်းပြကတရားခံဖက်ကသူဟာအရက်တောက်ပြီးမေတ္တာတဲ့ယောဂရှိတယ်လို့ယုံတော်ကိုတင်ပြထားတဲ့အကြောင်းနဲ့ခလေးမလေးရဲ့တက်တက်ခံဗီဒီယိုဖိုင်ကလည်းဆေးရုံမှာရိုက်ထားတာဖြစ်ကြောင်းဇက်ရရှိနဲ့မမှန်ဘင်းနဲ့မှားရွေးတာဖြစ်နိုင်တယ်လို့တင်ပြထားကြောင်းအဲဒါကြောင့်နှစ်ဦးနှစ်ဖက်ခလေးမကိုပါခွာပြီးတော့ယုံတော်မှာရှင်းလင်းရမယ်လို့ရေးရရှိကသူ့ကိုပြောပြနေပါတယ်အဲဒါကြောင့်တရားအောင်စားတဲ့နေ့မှာတော့ခလေးမလေးကိုပါယုံတော်ကိုခွာလာခဲ့ပါတယ်ဒီတဲ့နောက်ရှင်းနေကြီးကခလေးမလေးကိုယုံတော်ကိုဘာလို့လာရတာလဲသိလာလို့မေးလိုက်တဲ့အခါသူမကလည်းလူဆိုးကြီးကိုဖန်ဖို့အတွက်လာခဲ့တာလို့ပြန်ဖြေလိုက်ပါတယ်ဆက်ပြီးတော့ရှင်းနေကြီးကခလေးမလေးကိုဆေးရုံတုန်းကတက်တက်ခံဗီဒီယိုရိုက်ခဲ့တာရောမှတ်မိသေးလားလို့မေးလိုက်တော့ခလေးမလေးကလည်းမှတ်မိပါတယ်လို့ပြန်ဖြစ်လိုက်ပါတယ်။အဲ့ဒီနောက်ရှင်းနေကြီးကရုံးတော်မှာရှိတဲ့လူအများရဲ့ရှင်းမှာပဲခလင်းမလေးကိုသူ့ကိုကျူးလွန်ခဲ့တဲ့သူကိုတဲပုံတွေပြပြီးရွေးခိုက်ပြန်ပါတယ်။ခလင်းမလေးကလည်းသူ့ရင်ရွေးရှိခဲ့တဲ့လူကိုပဲမှန်အောင်ရွေးနိုင်ခဲ့တာကြောင့်တရားရုံးတော်ကလည်းတရားခံကသူဖြစ်ကြောက်ကိုတော့လက်ခံလိုက်ပါတယ်။ဒီတဲ့နောက်တရားခံဘက်ကရှင်းနေကြီးကခလင်းမလေးကိုအဲ့ဒီနေ့ကသူ့စီကနေဘာနဲ့ရလေလို့မေးလိုက်တော့အရင်နဲ့ရနေတယ်လို့ပြောလိုက်ပါတယ်။ဒီလိုမျိုးအပြန်လှန်မြင့်ခွန့်နေပြီးမှလေတရားခံဖြစ်တဲ့သူကတော့အဲ့ဒီနေရာကိုမတော်ခဲ့ဘူး။သူဘာမှမမှတ်မိဘူးဆိုပြီးတော့ပဲလင်ညာနေခဲ့ပါတယ်။အရင်လိုဘက်ကရှင်းနေကြီးကဘလို့ပဲပြောသူကထိုက်ကန်ညင်းနေတာကြောင့်ကျင့်နေတဲ့သူတွေလည်းစိတ်တူလာကြပါတယ်။အဲ့ဒီနောက်တရားခံဘက်ကရှင်းနေကြီးကတရားခံရဲ့အရက်သေးစာဆွေးနွေးမှုကိုတက်တက်ဖြစ်တင်ပြလိုက်ပါတယ်။နှစ်ဖက်ရှင်းနေကြီးတွေရဲ့အပြန်အလှန်တက်တက်တွေတင်ပြီးတဲ့နောက်မှာတော့တရားသူကြီးကအမိန့်ချဖို့အတွက်ပြင်ဆင်လိုက်ပါတယ်။ခဏကြာပြီးတဲ့နောက်မှာတော့တရားသူကြီးကအမိန့်စာကိုဖျက်ပြလိုက်ပါတယ်။
တရားခံကကလေးမလေးကိုအဓမ္မပြုကျင့်ခဲ့တဲ့ဆိုတာတိတာထင်ရှားနေသွားလေတရားခံမှာအရက်အလွန်ကျမှုနေပြီးတော့အသိဉာဏ်ခွေးရှားနိုင်စွမ်းကလည်းယိုယွင်းနေတာကြောင့်လိမ်ပိုင်းဆရာစော်ကားရှင်ပုံမှာ9ပုံမှာ9နဲ့ပုံမှာ10တို့အရာထောင်ဒဏ်12နှစ်ရှာမှတ်လိုက်တယ်လို့ကြေညာလိုက်ပါတယ်ထိုအမိန့်စာကိုဖတ်ပြီးတဲ့နောက်မှာတော့လူတွေကလည်းထောင်ဒဏ်12နှစ်ပဲရှာတာလားအရန်နေတယ်ဆိုပြီးအော်အော်တောင်းနေဖြစ်ကုန်ကြပါတယ်ထိုအချိန်မှာဖခင်ဖြစ်သူရဲ့တငယ်ရှင်ကလည်းထားပြီးတော့အရက်မှုနာနဲ့ပဲပြစ်ဒဏ်လျှော့ပေးရတာလားဆိုပြီးတရားရုံးကိုမြင်ခွင့်ထုတ်လိုက်ပါတယ်ကလေးရဲ့မိခင်ဖြစ်သူကလည်းတရားရုံးထက်ကိုဝင်လာပြီးတော့ဒါကိုတရားစီရင်တယ်လို့ခေါ်တာလားကျမရဲ့သမီးကအသေးမလို့ဖြစ်ခဲ့တာလို့ပြောနေတဲ့အချိန်မှာတော့တရားသူကြီးကဒါအမိန့်ပေးလို့ပြောပြီးထွက်သွားခဲ့ပါတယ်ကလေးမလေးကတော့ထိုအော်အော်တောင်းနေဖြစ်နေတဲ့လူတွေကိုကြည့်နေပြီးဖခင်ဖြစ်သူကတော့ငိုနေခဲ့ပါတယ်အဲ့ဒီနောက်ဖခင်ဖြစ်သူကထားလိုက်ပြီးစူပူနေတဲ့လူတွေကြားထဲကနေရှောက်လာကခုံပေါ်ကအရာဝတ္ထုတစ်ခုကိုယူလိုက်ပြီးတရားခံရဲ့ကောက်ကိုရိုက်မိတဲ့အချိန်မှာတော့သမင်းဖြစ်သူကနောက်ကနေပြီးတော့ဆွဲထားလိုက်ပါတယ်ခြေထောက်ကိုဆွဲထားပြီးအိမ်ပြန်ရအောင်လို့ပြောကအော်ငိုနေတဲ့သမင်းဖြစ်သူကြောင့်သူလေးတရားခံကိုလွှတ်ပေးလိုက်ပါတယ်ပြီးတဲ့နောက်ငိုနေတဲ့သမင်းဖြစ်သူကိုပွေ့ချလိုက်ပြီးအဖေတို့အိမ်ပြန်ကြမယ်လို့ပြောကဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်